အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ Index ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော် Levi နဲ့တက်ကြမယ် Levi နဲ့ကျွန်တော်ဘာလုပ်မှလဲဆိုတော့ကျွန်တော်ကအခု Levi နဲ့ hack ကကျွန်တော်မှာ68လုံးတိရှိသွားပြီ68လုံးတိဖြစ်သွားပြီဆိုတော့69လုံးဆိုသူက limit ပြေသွားပြီ limit ပြေသွားပြီဆိုတော့ကျွန်တော်69လုံးတိတင်သွားမယ်ဒီနေ့အခုကျွန်တော်ဒီနေ့ကတော့ကျွန်တော် fan အနေနဲ့သူဟန်သွားမယ်ဟန်ပြီးတော့ကျွန်တော်69လုံးတိတင်သွားမယ်နောက်ပြီးတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တော့ဗီဒီယိုလေးကိုစလိုက်အောင်ကျွန်တော်တို့ Levi နဲ့ hack မှာဆိုတော့ကျွန်တော်တို့ကအရင်ဆုံး play ကိုဝယ်ရမယ်play ဝယ်ပြီးတော့ကျွန်တော်တို့သွားနိုင်မယ် let's go တစ်ချက်ကြည့်လိုက်မယ်ကျွန်တော်တို့ play ကိုမောင်းမယ် play ကိုမောင်းမှာရိုးရိုးတက်မောင်းမှာမဟုတ်ဘူးလေးပေါ်ပြန်ပြီးမောင်းမှာတစ်ချက်ကြည့်လိုက် okay ကျွန်တော်တို့ဒီမှာ C ဘက်နဲ့သွားမယ် okay ဒီမှာကြည့်လိုက်မယ် file နဲ့ Levi နဲ့ချက်နှိပ်လိုက်မယ်ဒီမှာကြည့်လိုက်တစ်ချက်ကြည့်လိုက်တော့ကျွန်တော်တို့ဘယ်လိုဖြစ်နေလဲဆိုတာ okay ဒီမှာကြည့်လိုက်လှေကြီးကလေးပေါ်ပြန်နေရပေါ့နော် yeah ကျွန်တော်လှေကြီးကလေးပေါ်ပြန်နေရဒီတိုင်းကျွန်တော်တို့ Levi နဲ့ Frozen Island ကိုသွားရှာမယ်ရှာပြီးရင်ကျွန်တော်တို့ပြန်တွေ့မယ်ကျွန်တော်တို့အချိန်ကို skip လိုက်ရအောင်နည်းနည်းတော့ကြာ oh Frozen Island စပုံးလာပြီ Frozen Island စပုံးလာပြီ let's go guys ကျွန်တော်တွားလိုက်အောင်တစ်ချက် Frozen Island ချက်တွားစတက်လိုက်မယ်ကျွန်တော်ကောင်းနေတော့ကြည့်ရမယ်ဗုဒ္ဓတွေအောင်ပြောင်းကုန်ပြီ okay let's go start very well နှိပ်လိုက်တော့နေအောင်ဘာသာတို့လူတော်ထဲမှာလိုချင်တာတစ်ခုရှိနေပြီလားဒါဆိုရင်တော့ကျွန်တော် recommend ပေးစရာ channel လေးတစ်ခုရှိမယ်အဲ့ channel လေးကတော့လူတက်ရပဲဖြစ်တယ်လူတက်ရမှာဆိုရင်တော့ဘာဖူစားပစ်တွေ before တင်တာတွေ share တက်ယူတာအပြင် Levi ဟန်တာတွေပါအဲ့မှာတနေရာထဲမှာလုပ်လို့ရတယ်ဖြစ်တယ်နောက်ပြီးရင် game pass တွေ item တွေ game ကောက်တွေဒါတွေကိုပဲတနေရာထဲမှာစုံစုံလေးရရှိသွားမှာဖြစ်တယ်အသေးစိတ်ဆောင်ရွက်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ description မှာ link ချပေးကြပါတယ် Telegram မှာဆိုရင်တော့လူတက်ရ H block food လို့ရှာလိုက်ရင်အပေါ်ဆုံးမှာပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုပြဆက်လိုက်အောင် let's go ကျွန်တော်ဒီမှာဘာညာနှိပ်လိုက်အောင်မယ် K Levi နဲ့ attack Levi နဲ့ဘာညာဖွင့်ထားတယ်အောင်ဖွင့်ထားတယ်ဖွင့်ထားပြီးသားပဲ okay ဒီမှာတက်နေပြီ Levi နဲ့ကျွန်တော်ချက်ကြည့်လိုက်မယ်ဟာဘယ်တော့လွယ်လိုက်တဲ့ဆိုတာကြည့်လိုက်တော့လေးပေါ်မှာပြန်ပြီးတော့ holy good ကျွန်တော်တို့ဒီမှာ Levi နဲ့ K ကအရင်မြန်တယ်ကျွန်တော်အကောင့်တွေရောဆိုတော့ကျွန်တော် hacker တော့2ကောင်ပေါ့နော်ကျွန်တော်တငယ်ချင်းတစ်ကောင်ရယ်နောက်ပြီးကျွန်တော်ရဲ့ fan တွေရယ်ကျွန်တော် fan တွေကတော့ဒီမှာတက်တာ euro တန်လေးပဲ easy လေးပေါ့ easy going လို့သွားတာအိုးမြန်ရဲ့အောက်ကဘားတဲ့ယူမသိလေထိုးနေရတဲ့အတိုင်းပဲ what the hell မြင်လိုက်တာကျွန်တော်အခုဗီဒီယိုလုပ်မယ်ဆိုပြီးကျွန်တော်4 million fragment 4 million တင်တာဗီဒီယိုလုပ်မယ်ဆိုရင်မလုပ်လိုက်ရဘူးပေါ့နော်ကျွန်တော်မှာ fragment 4 million ပြည့်နေပြီဟိုမှာ1 billion တောင်ဖြစ်သွားပြီပတ်စံ yeah မြင်ပါတယ် holy shit Levi နဲ့တော့3ပုံ4ပုံပုံတစ်ပုံတော့ကျိုးသွားပြီဟုတ်ပါ3ပုံပုံတစ်ပုံကျိုးသွားပြီပေါ့နော် okay ဒါလေးတစ်ချက်ပြီးအထိတစ်ချက်ကြည့်လိုက်တော့ကျွန်တော်အချိန်နည်းနည်းရစ်လိုက်မယ်
ကဲလီဗိုင်နဲ့တော့တွေးနည်းနည်းပဲကျန်တော့နည်းနည်းလေးမှနည်းနည်းလေးပဲကျန်တော့တယ်ဒါဆိုဒါလေးတစ်ချက်ကြည့်လိုက်မယ် let's go တက်လိုက်ရအောင်ဒီကောင်အမြန်လေးမြန်လေးတေးလိုက်တော့လီဗိုင်နဲ့ကြီးရေအိုးရောက်သွားပြီအော်မသေးသေးပါနည်းနည်းလိုနေကျွန်တော်တို့သွားခဲနေရပါမကြီးခဲလုံးဖြစ်နေကျွန်တော်ကောင်ကြီးโอเคဒီမှာရပြီအထက်လီဗိုင်နဲ့ကျွန်တော်တစ်ချက်ပိတ်လိုက်မယ်ဒီမှာကျွန်တော်တို့အသေးကိုရှုပ်ကမှာဆိုတော့ဒီမှာတစ်ချက်ဖွင့်လိုက်ပြီโอเคဒီမှာ auto ချိန်ပြီးသွားမှာထိတ်နေချိန်ပြီးရပြီဒါပဲရှုပ်မယ်တစ်ခါပြက်မယ်ဟာလွဲနေရဟာလောက်ကြပါပထမတစ်ခါလွဲသွားပြီနောက်တစ်ခါထပ်ပြက်ရော့ဟာပြက်ဒါပဲဟာလွဲရံပြီဟာဟုတ်သေးပါဘူးဟာတော့ဒီတိုင်းလီဗိုင်နဲ့ကြီးပျောက်တော့မှာဟိုကဟတ်ကြီးကပျောက်တော့မှာပဲအကြီးပြောပြီးတော့ဟာပြက်ပြန်ပြီပိတ်လိုက်အောင်တကောင်းပြက်ခိုင်းလိုက်မယ်ဟွေဂျန်ခုံလာလည်းမရအောင်ဟာဟုတ်တယ်လို့တကောင်းပြက်ပါအောင်တကောင်းဝင်ပြက်ပါအောင်ကျွန်တော်ခုံလိုက်မယ်ကျွန်တော်ပိတ်ထိုက်ပြီလေနော်ရာသေးဘူးဟာဟိုကောင်နေခုံပြနေပြီဘလို့ဖြစ်ပုံကြီးလောက်ကြပါဦးတော်ကြအရေးပြောအောင်မယ်အကောင်ကြီးပိတ်ခုံရပြီမောင်တကောင်ပြစ်နေဟာကြည့်ပြစ်အော်ဒါပဲထိသွားပြီပြစ်ဒါပဲ easy ပဲဟုတ်တယ်မလား easy going ကဲကျွန်တော်တီကီရှိကိုတွားလိုက်ရအောင် guys အမြဲလေးတွားလိုက်မယ် okay ကျွန်တော်တစ်ချက်ဒီမှာတော့တိုက်နေပြန်ပြီကျွန်တော်ဒီຢာလေးကိုတစ်ချက်အချိန် skip လိုက်မယ်နောက်ပြီးပြန်တွေ့မယ်တီကီအိုင်လန်ရှိတော့ကျွန်တော်တို့ရောက်ဖို့နီးစက်လာပြီပဲဖြစ်ပါတယ်ကျွန်တော်ရဲ့လီဗိုင်နဲ့ဟက်ကြီးက60ခုံလုံးထိရောက်တော့မယ်โอเคဘယ်လိုဖြစ်သွားမလဲဒါပဲ60လုံးဆိုတဲ့အရာကြီးကိုကျွန်တော်မှာရောက်ရှိလာပြီပဲဖြစ်ပါတယ်တစ်ချက်ဒါကြီးပိတ်လိုက်မယ်မလိုရဲဆိုရင်ပုတ် fly နေဘာညာဒီပိတ်လိုက်အောင်မယ်ဒီကျွန်တော်တစ်ချက်ခုံလိုက်မယ်ဟာဟိုအိုင်လန်နဲ့ရောက်နေဟာโอเคချက်ကြည့်လိုက်မယ်ကျွန်တော်ချက်ကြည့်လိုက်မယ်60လုံးဖြစ်သွားပြီလားYeah ဒါပဲ60လုံးဖြစ်သွားပြီဒါပဲ Okay ဒါပဲကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲကျွန်တော်တို့ပြီးလိုက်တော့မယ်နောက်ထပ်ဗီဒီယိုမှာလည်းပြန်တွေ့ပါမယ် See you guys